လက်ရှိချိန်မှာမြန်မာဘောလုံးလောကကိုခေရိုက်ခတ်သွားစေတာကတော့ရတနာပုံအသင်းပြန်လာတော့မယ်ဆိုတဲ့သတင်းမှာရတနာပုံလို့ဆိုလိုက်တာနဲ့မြန်မာ National League ခေဦးတုံးကအောင်မြင်ဆုံးအသင်းဖြစ်ရပ်တည်နိုင်ခဲ့တဲ့အားလုံးကြောက်ရတဲ့မန္တလေးမြို့ခံဘောလုံးအသင်းမှတည်ကြမှာပါဒါပေမဲ့2016ဘောလုံးရာသီနောက်ပိုင်းမှာအသင်းပိုင်ရှင်ဒေါက်တာဆိုင်ကအသင်းပေါ်ပံ့ပိုးမှုတိတိတတ်တာအားနည်းသွားတာကြောင့်ရလတ်တွေဆိုးဝါးခဲ့ရပြီးပြီးခဲ့တဲ့2025-2026မြန်မာ National League ရာသီအထိအသင်းငယ်ဖြစ်တာရပ်တည်ခဲ့ရပါတယ်။ဒါကြောင့်လည်းအသင်းမှာအားထားရတဲ့ကစားသမားအများစုကိုလမ်းခွဲပေးခဲ့ရပြီးလက်ရှိချိန်မှာလည်းရဲပြေးစုံနဲ့စင်မြူရဲ့နဂီးပါဝင်အဓိကကစားသမားတချို့ကိုထပ်မံလမ်းခွဲပေးထားရတယ်လို့သိရှိရပါတယ်။ဒါပေမဲ့ဧပြီလ1ရက်နေ့ကထွက်ပေါ်လာခဲ့တဲ့သတင်းတွေရတော့ရတနာပုံအသင်းဟာပိုင်ရှင်ပြောင်းလဲပြုလုပ်သွားမယ်လို့သိရှိရတယ်လို့အသင်းကိုလည်းအပြောင်းလဲများစွာထပ်မံပြုလုပ်သွားမယ်လို့သိရှိရပါတယ်။ပြည်တွင်းအားကစားမီဒီယာတစ်ခုဖြစ်တဲ့ iSport ရဲ့ဖော်ပြချက်တွေရတော့ရတနာပုံအသင်းဟာမကြာမီကာလအတွင်းမှာအသင်းပိုင်ရှင်ယာဒုကိုပြောင်းလဲပြုလုပ်သွားမှာဖြစ်တယ်လို့အသင်းကိုလုပ်ငန်းရှင်3ဦးကပူးတွဲကင်တွယ်တာဝန်ယူသွားရမှာဖြစ်တဲ့အပြင်အသင်းကိုအကြီးစားပြုပြင်မှုတွေလည်းလှုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရှိရပါတယ်။ရတနာပုံအသင်းဟာလက်ရှိချိန်မှာသူတို့ရဲ့အသင်းအဓိကကစားသမားတချို့ကိုလမ်းခွဲပေးထားရပေမဲ့ရာသီတစ်အတွက်ကစားသမားခေါ်ယူမှုအနေနဲ့ဒဂုံစတာအသင်းကတိုက်စစ်ကစားသမားဆော်လမန်ရန်ကုန် United အသင်းရဲ့ကိုသမားဆန်းဆန်းနိုင်နဲ့ဟန်တာရီအသင်းကတန်တိုးအောင်တို့ကိုခေါ်ယူဖို့သဘောတူညီမှုတွေရရှိထားတယ်လို့အတည်ပြုနိုင်ခြင်းမရှိသေးတဲ့သတင်းတွေရသိရှိရပါတယ်။ရတနာပုံအသင်းဟာမြန်မာ National League စတင်ခဲ့တဲ့2009ခုနှစ်တည်းကစတင်ပေါ်ပေါက်ခဲ့တဲ့မန္တလေးမြို့ခံဘောလုံးအသင်းတစ်သင်းဖြစ်ပြီးတော့မန္တလေးမြို့ဂုံဆောင်ဖာထူးကွင်းကိုတော့အိမ်ကွင်းပြလက်ခံကျင်းပခဲ့ပြီးမန္တလေးမြို့မှာဘောလုံးပွဲတွေကိုချင်းချင်းသေးကျင်းပခဲ့မှုတဲ့ဘောလုံးအသင်းတစ်သင်းဖြစ်ပါတယ်။ဒါ့အပြင်ရတနာပုံအသင်းဟာအောင်မြင်မှုတွေအနေနဲ့မြန်မာ National League Champion ဆုဖလားကို၄ချိန်ထိရရှိထားမှုသလိုအမနကတ်နဲ့ဗိုလ်ချုပ်အောင်ဆန်းဒိုင်းနေမှာလည်း Champion တစ်ချိန်စီရရှိထားမှုတဲ့အပြင်MFF Charity Cup ပြိုင်ပွဲမှာလည်း Champion ဆုဖလားကို2ချိန်တိရရှိထားမှုတဲ့အသင်းတစ်သင်းဖြစ်ပြီးတော့ပြည်ပအောင်မြင်မှုတွေအနေနဲ့အာရှဘောလုံးပွဲချုပ်ကနေကျင်းပခဲ့တဲ့ AFC President Cup ပြိုင်ပွဲမှာလည်း Champion ဆုဖလားကိုဒီချိန်ထိရရှိခဲ့မှုတဲ့မှတ်တမ်းကောင်းတွေကိုပိုင်ဆိုင်ခဲ့မှုပါတယ်။ထပ်ပေါ်လာတဲ့သတင်းတွေအရမကြာမီကာလအတွင်းမှာပိုင်ရှင်ပြောင်းလဲတွေပြုလုပ်ခဲ့ပြီးအသင်းကိုအကြီးစားပြုပြင်တည်ဆောက်မှုတွေပြုလုပ်သွားမဲ့ရတနာပုံအသင်းဟာပြီးခဲ့တဲ့ရာသီကကျင်းပခဲ့တဲ့2025-2026မြန်မာ National League ပြိုင်ပွဲမှာတော့အမှတ်ပေးစရာရဲ့အဆင့်9နေရာနဲ့သာကျင်းပခဲ့ရတာဖြစ်ပါတယ်။